ခဏရဲ့သားသမီးအပေါင်းသည်စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများဖြစ်၍မိသားစုများကိုစောင့်ရှောက်ရမှလဲအစစရာရာအစဉ်ပြေကြပါစေလို့ဘဘမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့ကတော့တနင်္ဂနွေနေ့လေးเนาะဘဘလည်းနေ့ကင်းကဖျားသွားဖူးတာမနေ့ဒီနေ့ကတနင်္ဂနွေနေ့ကြာတာဟုတ်တနင်္ဂနွေနေ့ကြာတော့ဖျားဖူးမဲ့အခါလေးယူလိုက်တော့တောက်ကြအခါကိုယူရမှာလားပေါ့ဥတာအဲ့ကတောက်ကြအခါဆိုတော့9နိုင်ခွဲကနေ9နိုင်ကြာဆိုတော့အရင်နေ10နိုင်ပဲထွက်သွားလိုက်တယ်10နိုင်ခွဲလောက်ထွက်သွားလိုက်တယ်9နိုင်မထွက်9နိုင်ခွဲကနေ9နိုင်ဆိုဖျားသွားရမှာဟုတ်အဲ့ချိန်တော့ခါယူပြီးတော့မနေ့ကထွက်သွားလိုက်တာကလမိုင်းမြို့ကြော်ပြီးတော့ရေးမြို့နဲ့လမိုင်းမြို့ကြားမှာကိုရင်လေးကျောင်းတော်ဆိုတာရှိတယ်ကိုရင်လေးကျောင်းတော်မှာအဲ့ဒီမှာရှိတဲ့လေးမျက်နှာဖရာတို့နောက်စီဒီတို့သွားပြီးတော့ဖူးခဲ့တယ်ကွယ်နော်နေကဗီဒီယိုလေးနဲ့အတူလေးရိုက်ပြီးတော့မှဘဘဖျားဖူးနေတာလေးတင်ပေးလိုက်ပါတယ်ဒါကတော့ဒီနေ့သွားတဲ့လုပ်ငန်းနဲ့မောနေတယ်နားကျင်ပြီးသူမိမဲ့လို့မနာအားသေးဘူးငါတရားလေးဟောပြပြီးတော့မှပဲနားပါမယ်လီလို့ဆိုပြီးတော့တရားဟောပြလိုက်မယ်ဒီချာနားထောင်ကြနော်ကောင်းတယ်အရေးကြီးတယ်အဲ့တော့အပိုက်နှစ်ပိုင်းခွဲပြီးတော့ဟောပေးမှပထမတစ်ပိုင်းကတော့ဖယားမန္တလေးမြို့မှာဖယားသွားလှူခဲ့တာနော်ဖယားစိန်ဖူးလို့အတိတ်ကိုရေးတာအဲ့တော့ဖယားစိန်ဖူးလှူခဲ့တော့ကအလှူရှင်လေးတွေဒီဘဘကိုဝယ်ဝန်ထောက်ပံ့ပြီးတော့ဘဘရေးသားလို့လည်းလှူချင်ပါတယ်သမီးတို့လည်းလှူချင်ပါတယ်ဆိုတာတွေရောဒီရင်ကအဲ့လိုမျိုးမလှူစိန်ဖူးတော်ရဲ့လို့မရွေမဲ့စိန်ဖူးတော်တဲ့ပါခဲ့တဲ့လှူတဲ့ထဲပါခဲ့တဲ့သားသမီးတွေရောပေါ့လေအကုန်လုံး9သားသမီးဒီအလှူတော်စိန်ဖူးတော်အလှူမှာပါခဲ့တဲ့9သားသမီးတွေဒီလက်ပွင့်မဲ့အချိန်ခါကိုရောက်ပြီလို့ဘဘကတော့ပြောလိုက်မယ်နော်ဖယားစိန်ဖူးနော်ဘာလို့မန္တလေးကိုကြွခဲ့တော့ကစိန်ဖူးတော်အတွက်ကို350ဘဘလှူဒန်းပေးခဲ့တယ်ရှိတယ်လीနော်လူတန်းပေးခဲ့တဲ့ဥစ္စာဟိုတလောကမန္တလေးကိုသွားတာအဲ့စိန်ဖူးတော်တင်ပွဲနဲ့တင်ပြီးတော့ရေစက်ချခဲ့တာအဲ့ဒီရဲ့ကုသိုလ်အကျိုးတွေဟာယခု9သားသမီးတွေပေါ်မှာတံပြန်လို့လက်လာပါဖွင့်တော့မယ်ဆိုတဲ့အခါကိုရောက်ပြီလို့ဆိုပါတယ်နော်အဲ့လိုလေးဟောပေးထားမယ်ဟိုလှူပြီးဟိုအစပထမမပုံတာအစပထမတော့လည်းပွင့်နေကွာအစပထမပွင့်သွားတာလေးကဗျာနဲ့ဗျာချက်ချင်းလက်ငင်းပဲအစာဦးချီတဲ့သာဓုဖျားတကလေးကဆန်းမောင်ဆန်းဝင်းနော်ဖျားတကမလေးကမမိုးဆန်းဝင်းနဲ့မမိုးတဲ့သူတို့လေးတွေကအရင်လက်ပွင့်သွားတယ်လက်ဘလို့ပွင့်သွားလဲဆိုတော့ဘဘမန္တလေးရောက်တော့28လမ်းအိမ်မှာတဲတာဟုတ်အဲ28လမ်းအိမ်ကသူတို့ဝယ်ရောက်လို့တဲ့အိမ်ချမ်းမြေဝယ်ရောက်လို့နေတဲ့အိမ်လေးကွယ်အဲ့ဒါလေးကဘဘလည်းပြန်လေးရောက်လာပထမလှူပြီးပြန်လာတော့ねစိန်မှုတော့မတင်ခင်တော့နေနဲ့အိမ်လေးရောင်းထွက်သွားတယ်နော်ရောင်းထွက်သွားတော့အယောင်းဝယ်ဆိုတာတစ်ခုခုဖြစ်သွားရင်တင်းတင်းလျောက်ွက်ဆိုတာအကျိုးရှိသွားတာပေါ့ကွယ်နော်မန္တလေးရဲ့အိမ်ချမ်းမြေတွေကဈေးရလည်းကောင်းတယ်လေအဲ့28လမ်းနေအိမ်လေးကိုရောင်းတော့ဒါကသူတို့လက်ပွင့်ခဲ့တာအခုကတော့စုပေါင်းပြီးတော့ခြုံပြီးတော့ဘဘရဲ့သားသမီးလေးတွေစိန်ဖူးတော့ဒီစိန်ဖူးတော့တင်လှူခဲ့မှာလှူကြတန်းကြပါဝင်ကုသိုလ်ပါဝင်ကြတဲ့သားသမီးတွေအားလုံးရောတခြားသောတက်ရောက်မှုရှိသောသားသမီးတွေရောအားလုံးရဲ့လက်ပွင့်လက်ခအချိန်ကိုလက်ပွင့်လက်ရမဲ့အချိန်ကိုရောက်ပြီလို့ဆိုရပါတယ်ဒါဒီတပတ်ဒီထဲမှာနော်အဲ့တော့အတိတ်လေးကိုတော့ရေးထားဖယားစိန်ဖူးတဲ့နော်ဖ
ရားစိန်ဖူးဖရားဆိုတာတော့ကိုယ်ပဲယူတာပေါ့ကွာစိန်ဖူးကတော့3နဲ့5နဲ့ပေါ့နော်ဒီလိုလေးနော်ကုသိုလ်ယူဖရားစိန်ဖူးကုသိုလ်ယူတဲ့နော်ဖရားစိန်ဖူးကုသိုလ်ယူအဲ့လိုလေးအဲ့ဒါလေးရတစ်ပိုင်းပါနောက်တစ်ခုကတော့ခုနှစ်သားသမီးတွေဘယ်ကူပဲရောက်ကျုံတဲ့အခါမှာအဆင်ပြေနိုင်မှာကဆူတောင်းပြည့်တဲ့ကံတာယာမှာတည်ထားတဲ့ဖယားမှာဆူတောင်းရင်ဆူတောင်းပြည့်တယ်တဲ့နော်ကံတာယာဖယားနော်အဲ့တော့ကံတာယာဖယားမှာရောက်လို့ရှိရင်ဘယ်နေရာမှာဆူတောင်းရမလဲဆိုတော့လက်ပွင့်လက်ကအတွက်လက်လာပါအတွက်ကဘုဒ္ဓဟူးဂျိုတော့မှာတောင်းစုပြုရမယ်အဋိဌံပြုရမယ်တဲ့ဘုရုဂျိုတော့မှာနော်ဘယ်မှာလဲကံတာယာဖယားမှာတဲ့ကံတာယာဖယားဆိုတာရေကန်ရှိတော့ဖယားနိဇေဒီတိုင်းဖယားတိုင်းကိုကံတာယာဖယားလို့ဆိုပြီးတော့ဆိုလေးဆိုထားရှိကြတယ်တဲ့နော်မပသိမ်လိုနေရာမျိုးဆိုလို့ရှိရင်တော့ဟိုကံ3စင်းပေါ့နော်ကံ3စင်းမှာတည်ထားတဲ့ဖယားပေါ့အဲ့ဒါကံတာယာဖယားပေါ့ပသိမ်ကံ3စင်းကိုကံ3စင်းမခေါ်ဘူးကံတာယာခေါ်တယ်လို့ပဲပေါ့နော်ကံ3စင်းမဟုတ်ကံတာယာတဲ့အဲ့ဒါအဲ့မှာတည်ထားတဲ့ဖယားမှာသွားလို့ရှိရင်ဆူတောင်းပြည့်တယ်ဒီသဘောမျိုးပဲအခုဟိုနေ့နေကင်းတော့ရောက်ခဲ့တယ်နော်ဘာလဲမုဒုံကိုဖြတ်လာတာမုဒုံကိုဖြတ်လာတော့လဲဒီလိုပဲမုဒုံမှာကံကြီးဖယားတဲ့ရေခိုင်းကြီးရှိတယ်လေဒါပေမဲ့လို့တချို့တွေကအဲ့ဒါမှသမုတ်ပြီးတော့ခေါ်ကြတာကကံတာယာဖယားလို့ခေါ်တာဇေဒီကြီးလည်းရှိတယ်နော်အဲ့မှာသွားပြီးတော့ဆူတောင်းလို့ရှိရင်ကောင်းတယ်အဲ့ဒီဇေဒီတွေမှာရောက်ရင်ဘယ်နေရာမှာဆူတောင်းရမလဲတဲ့ဗုဒ္ဓဟူးဂျိုတောင်းမှာဆူတောင်းရပါမယ်ဒါဟောပြီးနေတာနော်အဲ့ကန္တာဖယားရတော့ဖယားမှာပေါ့စီအောင်ဦးချပြီးတော့လူပတ်လွင်ဆန္ဒတွေပြေးပွားပေးရစီဆိုသွားတွလို့မရဘူးဗုဒ္ဓဟူးဂျိုတောင်းသွားဗုဒ္ဓဟူးဂျိုတောင်းကြာနာဆူတောင်းလှုပ်အဲ့လိုမျိုးဆိုရင်လက်ပါတွေပွင့်လာမယ်လို့ဆိုတဲ့အခါတန်ပါတယ်လို့ဟောပြလိုက်ပါတယ်နော်အဲ့တော့ကံတာယာဆိုတော့ကံတာယာ3မျိုးရှိတယ်ပေါ့ကွယ်နော်ကံတာယာဆိုတာလေးဒါလေးကိုလှည့်ပတ်ပြီးတော့အကျိုးရှိအောင်အသုံးချလို့ရတယ်လို့ဗုဒ္ဓဟူးဂျိုတောင်းသွားမယ်တဲ့ဟောနှစ်ချက်ဖြစ်နေတယ်ဗုဒ္ဓဟူးဂျိုတောင်းဆိုတာကဗုဒ္ဓဟူးဂျိုတောင်းတဲ့ဂျိုသက်ဘလောက်ရေးထားတာတွေ့လဲဂျိုသက်16လို့ရေးထားတယ်နော်ဗုဒ္ဓဖယားဗုဒ္ဓဂျိုနံဖယားဆိုတော့ဘာယူမလဲကိုယူတာပေါ့ဂျိုနံကကြည့်လိုက်တဲ့ခါကျရင်ရှေကလေးအောက်မှာ18ဗုဒ္ဓဂျိုစင်မင်းကြီးအောက်မှာရေးထားတာဂျိုသက်18နှစ်18နှစ်နဲ့ဖယားနဲ့ဆိုတော့အဲ့လိုယူရတာပေါ့နော်ကိုဒါလေးကိုလည်းလှည့်ပတ်ပြီးတော့အတုံးချလိုက်ဖြင့်လက်လာပါတွေပွင့်နိုင်တယ်မိမိညံကျွဲသလိုအတုံးပြုပါနော်ဘယ်ကိစ္စမဆိုအသုံးပြုလို့ရတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်ဓာတ်ရတရားလို့လည်းခေါ်ပါတယ်နော်အဲ့တော့မှတ်ထားကံတာယာဖယားဗုဒ္ဓဟူးတောင်းဗုဒ္ဓဟူးကံတာယာဗုဒ္ဓဟူးဂျိုနံဖယားနော်ဗုဒ္ဓဟူးဂျိုနံဖယားအဲ့ဒါလေးရေးထားပါနှစ်ခုပေါ့နော်နောက်တစ်ခုကတော့ဗါလဲလေစိန်ဖူးတော်ကုသိုလ်တဲ့နော်စိန်ဖူးတော်ကုသိုလ်အခါဒီပြီးတော့မယ်ပေါ့နော်ကဲဟောရမှာတော့ဒီလောက်ပါပဲခုနှစ်သားသမီးတွေဒီနေ့10ရက်နေ့17ရက်နေ့17မီအေးငိမ့်စွာနဲ့ဘဝကိုကျော်ဖြတ်နိုင်ကြပါစေလို့မေတ္တာပြုဆုတောင်းပေးလိုက်ပါတယ်တခုကပါလဲစိန်ဖူးတော်ကုသိုလ်နော်နောက်တစ်ခုကတော့ကံတာယာဖယားဗုဒ္ဓဟူးဂျိုကံတာယာဗုဒ္ဓဟူးဂျိုနံဖယားနော်